ဒီနေ့မိတ်ဆက်ပေးချင်တာပန်းမွေးမှုတစ်ဆက်ကလေးနဲ့မိတ်ဆက်ပေးချင်တာကြည့်လိုက်တစ်ဆက်စာဝင်းချင်မှာနှစ်ချက်ကျော်သုံးချက်လောက်ပေါ့အဲ့လောက်ပဲကြာသုံးချက်ဝင်းချင်မှာနော်အဲ့လောက်ပဲကြာတယ်ကြည့်ဦးမှာလောက်လာဒါပွဲတွက်သွားမယ်သမီးလေးတွေရွယ်ပေါ့နော်ထက်တို့ရွယ်လေးရွယ်လေးတွေသမီးကြီးတို့ရွယ်တို့အဲ့လိုရွယ်လေးတွေဘယ်လိုညမ်းလာတယ်ပေါ့သူများပွဲကိုသွားမယ်ဆိုရင်တရားရှိတဲ့အလူမင်္ဂလာလုံးပွဲတွေကအရင်နဲ့များလာတယ်များလာတဲ့အတွက်ဒီလိုတစ်ဆက်လေးဝယ်ထားယူတော်တော်လာတယ်မမအင်းကြီးရဲ့ဝေး dress လေးနဲ့ပဲဝေးဘလို့ပေါ့ပါနဲ့လာသုံးချက်ဝင်းချင်ပွတ်ပါလေးချင်းတစ်ဆက်စာပါနော်ပန်းမွေးမုံလေးတွေအဲ့ဒါလေးတွေပြချင်တယ်နောက်တစ်ခုဒီမှာဒါကတော့ရန်တန်းရွှေဝေးလို့ရှိရင်ပုံတုံးပါလေရွှေစုံမွေးချင်မအောင်ဒီဇိုင်းမလန်းပါဘူးကြည့်လိုက်ပါဘယ်လောက်လမ်းနဲ့ဆွဲထည့်ဒီဇိုင်းဒါကိုပိုင်စိတ်ဝင်နေထုတ်ထားတဲ့ဒီဇိုင်းအစမ်းအလန်းကြီးပါကြည့်လိုက်ဒါဆိုဒရိုးသမီးလေးတော့ဝယ်လို့ရတယ်ဒါလေးဒရိုးသမီးတော့ဝယ်လို့ရတယ်ဒရိုးသမီးဝယ်ဒါမှညကျင်နာမှာကျင်နာပွဲမှာဒရိုးသမီးဝယ်အရန်လာဒီမှာကညကျင်နာပွဲဒရိုးသမီးဝယ်ဒီဇိုင်းလေးတွေအရန်လာ ကိုပိုင်စိတ်ရောထုတ်လို့တာ ဒါ ပါ မှမဟုတ်ဆိုင်ကထုတ်လို့ထားတာဒီမှာဆက်ဖြတ်လေးပေါ့လို့ဘယ်မှမရှိဒါဆိုတော့ကပထမဆုံးထုတ်တာပဲဒါဘယ်လိုလဲဆိုအချိန်ပြည့်ဆွဲထက်မှာ upgrade ပေါ့နော်တောက်ချဟိုအတိအလန်းတွေကိုတောက်ချအများနဲ့ထုတ်ပေးနေအခုလည်းလာအောင်ပါဘာကျဒီမင်္ဂလာဆောင်မေပွဲတွေရှိပြီဆိုတော့ဖြစ်တဲ့အတွက်ထက်လည်းထုတ်အောင်ပါထုတ်ပြီးသားတွေလည်းရှိတယ်ထက်လည်းထုတ်နေပါတယ်ဒါဆွဲတဲ့ဆိုင်ပွဲတိုင်းမှာလည်းရှိပါတယ်15ဘိတ်အရေးပြီးအာမခံပါတယ်ရွှေစက်ရုံရှိတဲ့အတွက်ကြိုက်တဲ့ဒီဇိုင်းတာတွေရအောင်လုပ်ပေးတယ်မရဘူးဆိုတော့လုံးဝဆွဲထက်မှာမရှိစေရလုံးဝ15ဘိတ်လည်းအရေးပြီးအာမခံတယ်နောက်ဒီဇိုင်းလေးကြီးလည်းစမ်းတယ်လမ်းတယ်ဒီဇိုင်းစမ်းလန်းချွေပြပြဝေ့ချင်တယ်ဆိုတော့ဆွဲတဲ့ပုံကဆွဲလန်းခဲ့တယ် 难猜这样拉着。